ဒါကြောင့်မလို့အဖိုးကပြောပြချင်တာနော်ဝတ်ပြုကိုးကွယ်ခြင်းမှာအားရှိဖို့ဝတ်ပြုကိုးကွယ်တယ်ဗိမာန်တော်ကိုလာတဲ့အခါမှာငါတို့ကပူဇော်တက်ကတွေယူလာတယ်ပေါ့နော်အဲ့တော့တချို့လူတွေကလှူငွေယူလာတယ်ပစ္စံယူလာတယ်တချို့ကလည်းအသီးနှံယူလာတယ်တချို့ကလည်းတဆုပ်ဆံယူလာတယ်ဒါတွေအားလုံးကဘုရားသခင်ကိုပေးဖို့ငါတို့လှုပ်ထားတဲ့ပူဇော်တက်ကနော်ဒါပေမဲ့အဲ့ဒီပူဇော်တက်ကကိုဘုရားသခင်ကနှစ်သက်သလားတဲ့နော်ဘုရားသခင်ကလူချင်းတဲ့ပူဇော်တက်ကဥပုံနေ့မှာလာပြီးဘုရားရှိခိုးတဲ့အခါမှာအရန်အရေးကြီးတဲ့ပူဇော်တက်ကကိုဘုရားသခင်ကတောင်းတာ၃ချက်ရှိတယ်နော်အဖိုးကဒါလေးကိုပြောပြချင်တာဖြစ်တယ်အဲ့တော့ prophet မိခါကပြောထားတဲ့ခုနနှုတ်ကပတ်တော် तू ကနော်ဟေရှာယဆိုတဲ့ prophet ကြီးနဲ့ခစ်ပြိုင်အဲ့ဒီခစ်ပြိုင်ကနော်သူ့နာမည်ကယေဟောဝါနဲ့တူတော်တဲ့အဓိပ္ပာယ်ကမိခါရဲ့အဓိပ္ပာယ်ကယေဟောဝါနဲ့တူတော် तू ကယေရုရှလင်မြို့နဲ့ဒီရှမာရိမြို့ပြည့်စည်မယ်ဆိုကြိုတင်ပြီးဟောထားတာဒါပေမဲ့လူတွေကနားမထောင်ချင်ဘူးငါတို့မြို့ကဘာလို့ပြည့်ရမှာလဲငါတို့တိတ်ပြီးတော့ခိုင်မာတာပဲလေအဲ့လိုထင်ပြီးတော့မှသူ့ကိုဘီယူမဆိုင်ကြဘူးမိခါကလူတွေအချင်းချင်းညင်းပန်းနှိပ်စက်တာကြုံပြူတာနော်အဲ့ဒါတွေမကြိုက်ဘူးဘုရားသခင်ကသူတို့ကိုဒဏ်ခတ်မယ်လို့ပြောတဲ့ကလူရဲ့ဟာဟာပဲနော်ဒီလိုပဲဟာဟာပဲပေးတာပဲနော်ဘယ်သူမှလိုက်မပေးဘူးဘာဖြစ်လဲသူတို့သဘောမကျဘူးဒါပေမဲ့မိခါရဲ့ထင်ရှားတဲ့ဟောပြောချက်လေးတစ်ခုရှိတယ်ဒါကဘာလဲဆိုရင်ခရစ်တော်ဘယ်ချိန်မှာပေါ်ထွန်းမယ်လဲလို့သူကရေးထားခဲ့တာတဲ့နော်အဲ့တော့အိုအေးဘဲလင်အေဖရာမြို့အစိုးရသောယူဒမြို့တို့တွင်တင်ဒီမြို့ငယ်မြို့ရုပ်ဖြစ်တော်လေတဲ့ဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည်တဲ့ငါတို့အဖို့တင်ဤအဲမှာပေါ်ထွန်းလက်တန်းဆိုမှာဖော်ပြထားတယ်မိခါနာကဒီကြံခန်းကြီး9ငယ်နှစ်မှာဖော်ပြတာအဲ့တော့ဒီပူဇော်တက်ကဟိုဟောပြောတဲ့ဒီ prophet ကြီးကနော်သူကသခင်ယေရှုခရစ်တော်ဘယ်မှာမွေးဖွားလာမလဲဆိုအတိအကျပြောနိုင်တာနော်သခင်ယေရှုမွေးဖွားလာတဲ့အခါမှာဟေရိုမင်းကြီးကမေးတယ် prophet တွေကိုပညာရှိတွေကိုမေးတယ် sorry နော်အဲ့ပညာရှိတွေကိုမေးတဲ့အခါပညာရှိတွေကမပြောတတ်ဘူးအဲ့ဒီမိခါနာကဒီကျမ်းကိုသူက refresh လုပ်ရတယ်သူကဗာပြင်ရပြီးတော့မှပြောရတယ်ဘီမင်းကြီးပေါ့နော်ဒီသခင်ယေရှုခရစ်တော်ကဘယ်မှာမွေးဖွားမလဲဆိုဘက်လင်မြို့မှာမွေးဖွားမယ်ဟာယူဒပြည်မှာဘက်လင်မြို့တွေအများကြီးရှိတယ်နော်ဒါကြောင့်သူကဘက်လင်မြို့အသေးတွေကပူဝဲထစ်ချာအေဖရာလို့ခေါ်တဲ့မြို့ဟောင်းတစ်မြို့ပေါ့နော်အဲ့ဒီမြို့မှာမွေးဖွားမယ်နော်သူကမြို့ငယ်ငယ်လေးပဲကျန်းစာကမြို့ငယ်လေးလို့ပြောရင်မြို့ငယ်လေးပဲခုတိုင်အောင်ဘက်လင်မြို့ကမြို့ငယ်လေးပဲနော်အေးမောက်မြို့ဆိုတာရှိတယ်အင်ချီ40ရှိတယ်နော်အဲ့ဒီအင်ချီ40ရှိတဲ့မြို့လေးကအခုသွားကြည့်ရင်လည်းအင်ချီ40ပဲမတိုးလာဘူးဘာဖြစ်လဲဆိုတော့အေးမောက်ရွာလေးလို့ပြောတဲ့အတွက်ရွာပဲဒီမှာလည်းမြို့ငယ်လို့ပြောတဲ့အခါမှာသူကမြို့ငယ်ပဲတဲ့နော်အဲ့တော့ရှင်မတဲခရစ်ကျမ်းခန်းကြီး2ငယ်6ပါအဲ့ဒီအကြောင်းကိုဖတ်ရင်တွေ့ရကဲအဖိုးကဒီနေ့ဖျားရှိခိုးကြောင်းကိုလာတဲ့အခါမှာယူဆောင်လာရမယ့်ပူဇော်တက်က3မျိုးကိုအဖိုးကပြောချင်တာဖြစ်တယ်အဲ့တော့အဲ့ဒီ3မျိုးမှာခုနဖတ်တဲ့နှုတ်ပတ်တော်မှာဗာပြောလဲနံပါတ်1တရားသဖြင့်ပြုခြင်းနဲ့တရားသဖြင့်ပြုပြီးတော့မှဗိမာန်တော်ကိုလာဖို့ဖြစ်တယ်ငါတို့ကဗိမာန်တော်ကိုလာတယ်ငါတို့ရဲ့ပူဇော်တက်ကမပါဘူးတရားသဖြင့်ပြုတယ်လို့မဟုတ်ဘူးမတရားပဲနော်မတရားတဲ့အမှုမှာစိတ်ဝင်စားတယ်မတရားတဲ့အမှုမှာပျော်ရွှင်တယ်မတရားမှုကိုကျင့်တယ်ဆိုရင်အဆင်မပြေဘူးနော်အဲ့ဘုရားခင်ကအဲ့ဒီပူဇော်တက်ကကိုတောင်းနေတယ်ဒုတိယတစ်ခုကတော့ဂိယုဏကိုနှစ်သက်ခြင်းနဲ့တဏှာတက်ရတာပေါ့နော်သူများကိုတဏှာရမယ်အဲ့တော့မတဏှာဘူးဆိုရင်လည်းအဲ့ဒါအဆင်မပြေဘူးအဲ့တော့တဏှာတဲ့စိတ်ရှိတဲ့သူတွေကိုဘုရားခင်ကနှစ်သက်တယ်ကြိုးဆိုတယ်အဲ့တော့တတိယတစ်ခုကဘုရားခင်ရှိတော်မှာနှိတ်ချစွာကျင့်ရမယ်နော်အဖိုးတို့ဘုရားရှိခိုးကြောင်းလာတဲ့အခါမှာဘုရားခင်ရှိတဲ့နေရာကြီးမြတ်တဲ့ဘုရားခင်အိမ်တော်ကြီးမှာငါတို့ကဘုရားခင်နဲ့တွေ့ရလာတဲ့အခါမှာမာနထောင်လွှားတဲ့စိတ်နဲ့လာလို့မဖြစ်ဘူးနော်နှိမ့်ချတဲ့စိတ်နဲ့ဖြစ်ရမယ်နော်အဲ့ဒါအရေးကြီးတယ်အဲ့ဒီ3ချက်ကိုဒီနေ့အဖိုးကပြောချင်တာဖြစ်တယ်အဲ့တော့ဣသရေလပြည်မှာအစင်မပြေတာတွေဖြစ်နေတယ်တဲ့ဝါစွာမစားရဘူးလှုပ်တယ်နော်နောက်တော့စုသိမ်းရင်လည်းပဲအဖတ်မတင်ဘူးအဲ့လိုမျိုးဖြစ်တယ်ဘာဖြစ်လို့ဆိုဘုရားသခင်ကိုပေးရမယ့်ပူဇော်တက်တာကိုမပေးတာဖြစ်တယ်တဲ့အဲ့တော့နံပါတ်1ပါပြောလဲဆိုတရားသဖြင့်ပြုခြင်းနဲ့ငါတို့ရဲ့နေ့စဉ်အသက်တာမှာလုတ်ကိုင်းစားတောက်တဲ့နေထိုင်သွားတာတရားသဖြင့်ပြုဖို့ရှိအဖိုးကဒီတောင်ပေါ်ရောက်တဲ့အခါကျတော့ဒီတောင်ပေါ်မှာအပင်တွေအများကြီးစိုက်ကြတယ်ဒီစိုက်ရင်လည်းအပင်မျိုးမျိုးပေါ့လက်ဖက်ပင်ရှိတယ်နော်နောက်တရက်သီးဆိုအရန်သီးတယ်နော်အမျိုးမျိုးပဲကော်ဖီပင်တွေလည်းဒီမှာတွေ့ရပါတော့နော်အဲ့မှာအဖိုးတတိထားမိတာဆနွင်းပင်တွေလည်းရှိတယ်ကွာအဲ့ဒါဆနွင်းပင်အကြောင်းပြောပြချင်တယ်အဖိုးတငယ်ချင်းတယောက်ရှိတယ်အဖိုးတငယ်ချင်းက तू ကတခေး तू ကအဖိုးလည်းနှစ်တိုင်း तू ကဆနွင်းမုတ်တွေလှူတယ်အဲ့ तू ကဆနွင်းမုတ်ကိုလှုပ်တာသူဆနွင်းမုတ်နာမည်ကဘေတနီရဲ့နော်ဘေတနီဆနွင်းမုတ်စစ်ဆိုမှတစိတ်ကပ်ပြီးရောင်းတာအရန်ရောင်းရတယ်
လူတွေကလည်းသူ့ကိုယုံကြည်တယ်သူကခရိယန်ဖြစ်တဲ့သင်းနောက်ကြီးဖြစ်တာပေါ့အဲ့ခါကျပိုးပြီးတော့ယုံကြည်တာပေါ့နောက်တော့ဘေတနီဆိုတော့ဟောဘေတနီရွာကစနွေးမုတ်လားပေါ့အဲ့ဒါလိုလည်းထင်အောင်ထင်မှာဖြစ်တာတကယ်တော့မဟုတ်ဘူးသူကတောင်ပေါ်မှာသွားပြီးတော့အဲ့ဒီစနွေးမုတ်တွေကိုသွားယူလာပြီးတော့မှသူကပြန်ရောင်းတာအိတ်တွတ်ပြီးပြန်ရောင်းတာပေါ့ဒါပေမဲ့သူကရိုးရိုးရောင်းတာမဟုတ်ဘဲနဲ့သူကအဲ့ဒီစနွေးမုတ်တစ်ပိတ်တာကိုဆန်မုတ်၄ပိတ်တာထားရောတဲ့ခါစနွေးမုတ်က၅ပိတ်တာဖြစ်သွားအဲ့ဒါနဲ့သူရောင်းတော့လူတွေလည်းဝယ်ကြတယ်ရေးထားတာစစ်လို့ရေးထားဒါပေမဲ့တကယ်တော့မစစ်ဘူးဆန်မုတ်က80ရာခိုင်နှုန်းတော့ပါတို့တော့လေအဲ့ဒါအသိအစည်းအဝါးဖြစ်တာပေါ့အဖိုးတို့လည်းပေးတယ်အဲ့ဒါကိုအမြင်လားအဲ့ဒါနဲ့တင်းကြီးကြအဖိုးကစိတ်ထဲမှာမပြောဘူးမင်းလောက်တာမတရားဘူးတရားသဖြင့်ကျင့်ချင်းလို့ပြောတဲ့အခါမှာသူများကိုလိမ်ပြီးစီးပွားရေးတီဆောက်တာမကောင်းဘူးမလုပ်ရဘူးလို့ပြောတဲ့အခါသူကစိတ်ဆိုးတော့အဖိုးကိုလှူနေကြတော့ဒီစနွေးမုတ်တွေလည်းမပေးတော့ဘူးအဖိုးလည်းမရတော့ဘူးပြောမိလို့သူကမပေးချင်တော့ဘူးပေါ့ဒါပေမဲ့အဖိုးတော့ကျင့်တတ်ပါတယ်ဘာဖြစ်လဲကိုသားသမီးပဲကိုတငယ်ချင်းပဲငါတို့အတင်းသူတင်းသားတွေတရားသဖြင့်ပြုရမယ်အဲ့ဒါမှဘုရားခင်ကိုပေးတဲ့ပူဇော်တက်ကနော်အဲ့တော့ဒါကအရေးကြီးတဲ့အရာဖြစ်တယ်နော်ကဲဒုတိယတစ်ခုကဂိယူနာကိုနှစ်သက်ခြင်းကနော်ဘုရားခင်ကတနာတတ်တဲ့သူတွေကိုအင်တမနှစ်သက်တာအဲ့တော့ကိုကသူတစ်ပါးကိုတနာဖို့ရန်အတွက်နော်မွေးမြူရမယ်စိတ်နော်ဒီခါတော့ကမောင်နှမ2ယောက်ရှိတယ်အဲ့ဒီမောင်နှမ2ယောက်ကအရန်ပဲသူတို့ကဆင်းရဲကြအဲ့တော့မောင်နှမ2ယောက်ကြီးလာတဲ့ခါအကိုကဘာပြောလဲဆိုတော့ငါကလောကကြီးမှာချမ်းသာအောင်လုပ်မယ်နော်ကြိုးစားမယ်ငါတို့အရန်ပဲဆင်းရဲတယ်ပေါ့နော်အရန်ပဲမွဲတည်နေတယ်ဒါကြောင့်မလို့ငါတို့ချမ်းသာအောင်လုပ်မှဖြစ်မယ်လို့သူကစိတ်ကူးတော့စီးပွားရေးကြီးကျယ်လုပ်တဲ့အတိုင်းအောင်မြင်တယ်သူညီမလေးကတော့နော်သူကအဲ့လိုမဟုတ်သူကတော့အသက်16နှစ်ပြည့်တဲ့အခါမှာသူကသာသနာဘောင်ထဲဝင်သွားတယ်ဝင်သွားပြီးတော့သူကတီလာရှင်ဖြစ်သွားတယ်သူကအရန်စိတ်ဆိုးတယ်ညီမလေးနေလောက်တာမှားနေပြီငါတို့အရန်ဆင်းရဲတယ်လေငါတို့လူရဝင်အောင်ငါတို့ချမ်းသာအောင်ငါတို့လုပ်ရမှာနေလုံနေတာလွဲနေပြီသူညီမလေးကနားမထောင်သူကသူပဲဆင်းရဲသားတွေကိုမဆတယ်သာသနာပေါင်းမှာပျော်တာပေါ့နော်အဲ့ဒါလို့လှုပ်ရင်းနဲ့1986ခုနှစ်မှာသူကနိုဘယ်ဆုရတဲ့ခါသူရတဲ့ဆုကြီးကပတ်စံအများကြီးပဲသူ့ကိုယ်ထဲတောင်ပိုများသွားအဲ့တော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်သူ့ကိုလူတိုင်းကသိတယ်သူ့ကိုလူတိုင်းမသိဘူးသူကတော့လူတိုင်းသိတယ်သူ့နာမည်က Mother Teresa လို့ခေါ်တယ်အိန္ဒိယပြည်မှာရှိတဲ့ကလားလူမျိုးတွေသူတို့ကိုမဆာကူနေတယ်ဆင်းရဲသားတွေကိုသူကတော့ချစ်တယ်တနာတယ်ဒါကြောင့်မလို့သူ့နာမည်ကအရန်ကြော်ကြားထင်ရှားပြီးတော့မှလူတွေကဂရုစိုက်ခြင်းခံရတယ်အောင်မြင်ခြင်းလည်းတူပါတယ်ငွေကြေးလည်းပဲတူတယ်ဆိုတော့တို့တော်လည်းပဲလူရှိမှလူတိုင်းသိပြီးမျက်နှာရတဲ့သူကနော်မာသာထရူစာဖြစ်တယ်သူ့ကိုအခုနာမည်မေးတော့ဘူးမှမသိတော့ဘူးသူများကိုတနာတဲ့သူကိုဘုရားခင်ကနှစ်သက်တယ်ဆိုတဲ့အကြောင်းလေးဒီနေ့ဖော်ပြချင်တာဖြစ်တယ်အဲ့တော့ဒီဥစ္စာကငါတို့ခံယူပြီးတိဆောက်ရမယ့်အရာဖြစ်တယ်ဗိမာန်တော်ကိုလာတဲ့အခါတနာတဲ့စိတ်နော်သူတစ်ပါးကိုတနာတဲ့စိတ်အဖိုးကခါတော့ဟိုအီမာနွေလာရှာနေချင်းတင်တော့မှာပါဝင်ရတာပေါ့နော်အဲ့မှာအဲ့တော့လည်းဆရာဓမ္မတွေလည်းအစင်ဒီမရှိတဲ့အခါမှာအဖိုးသွားပြီးတော့တနည်းနည်းလေးဆိုကူညီတာပေါ့ဘုရားရှိခိုးเจ้าကပြန်လာပြီဆိုအဲ့ဒီရှေ့နားမှာအစားတောင်းတဲ့သူတွေရှိတယ်ပတ်စံတောင်းတဲ့သူရှိအီမာနွေလာမြို့ထဲကနော်ရန်ကုန်မြို့ထဲကအီမာနွေလာဘုရားเจ้าရှိမှာဘုရားရှိခိုးပြန်ဆင်းလာဆိုတောင်းတဲ့လူတွေရှိတယ်အဲ့တော့တောင်းတဲ့လူတို့တနာစရာကောင်းတယ်သူတို့စားရမရှိလို့တာတောင်းတယ်အဖိုးကတော့နော်ဘုရားเจ้าမှာဆိုရင်သူများကျွေးတာတွေပါလည်းရှိတာပေါ့အထုပ်တွေဓာမုတ်တွေပါလေခါလေကြကျေးဇူးချီးမွမ်းခြင်းတို့ခရစ်စမတ်ဆိုရင်ယူလာတဲ့ခါသူတို့တွေ့တဲ့ခါပေးတဲ့ခါသူတို့အရန်မှတ်ထားတယ်နောက်တစ်ပတ်လာပြီဆိုလဲအဖိုးတို့သူကမှတ်ထားသူတို့တနာတဲ့စိတ်နဲ့ပေးတာအဲ့မှာတယောက်ကပြောတယ်အဖိုးလောက်တာမှားနေတယ်အဲ့ကောင်တွေကတရေတွေတဲ့အဲ့ဒီတရေတွေကိုမွေးမမွေးနဲ့နောက်ကိုဒုက္ခပေးမယ်မပေးနိုင်တဲ့တနေ့ကြရင်နော်သူတို့ကငါတို့ရံပြုတ်မယ်အဲ့လိုပြောတယ်အဖိုးစိတ်မကောင်းသူ့ကိုပြောတယ်ဟာငါတော့ပေးချင်တယ်မဟုတ်ဘူးသူတို့ကစားကြရှိတယ်တက်ကိုနော်အလုံးမလုံးချင်လို့လာတောင်းတဲ့လူတွေပဲဘယ်လိုနည်းနဲ့ဖြစ်စေတောင်းပါစေနော်စိတ်ထဲမှာပေးချင်တယ်အဲ့ဒီမှာတယောက်ကပြောပြန်ရအဖိုးကိုတိလာအဲ့ဒါအဖိုးကိုလိန်တာသူတို့ရှိတယ်အဖိုးရဲ့ဓာတ်ပေါက်လောက်မျိုးသူတို့ဝယ်စားနိုင်တယ်အဖိုးပြတဲ့နော်မုတ်ဖိုးလေးနော်1000 2000လည်းသူတို့မှရှိပါတယ်သူ
သူတို့ကလိန်စားတာတဲ့အဖိုးရဲ့ဇီယာနေပြီးတော့မှအဖိုးကပြန်ပြောတယ်ဖျားခင်ပေးတဲ့ကောင်းကြီးကိုလူတွေလိန်ပါစေမကုန်နိုင်ဘူးနော်ဖျားခင်ပေးတာအများကြီးနော်လူတွေဘယ်လောက်လိန်နိုင်မလဲဒါကြောင့်တကယ်လို့အလိန်ခံရရင်လည်းစိတ်ပျော်ပျော်နဲ့အလိန်ခံလိုက်အဖိုးကဒီလိုပြောချင်တာပေါ့နော်ငါတို့ကိုဖျားခင်ကကောင်းကြီးပေးတဲ့အခါမှာငါတို့ကိုတောင်းတဲ့သူတွေနော်အတနာခံတဲ့သူတွေငါတို့ကဂိယူနာစိတ်နဲ့ပေးတဲ့အခါမှာသူတို့လည်းရချင်လည်းရပါစေသူတို့လိန်တာဖြစ်နေဖြစ်ပါသို့တော့ဘယ်တော့မှငါတို့ရဲ့ကောင်းကြီးမင်္ဂလာမကုန်ခမ်းဘူးသူများကိုတနာတဲ့စိတ်ဂိယူနာထားတာတော့နည်းနည်းမှမလျှော့ပါနဲ့နော်တတိယနဲ့နောက်ဆုံးတစ်ခုကတော့ငါတို့ဖျားเจ้าကိုလာတဲ့အခါငါတို့ယူလာရမယ့်ပူဇော်တက်ကဖျားခင်ရှိတော်မှာနှိတ်ချစွာကျင့်ခြင်းဖြစ်တယ်ဖျားခင်ရှိမှငါတို့ကတကယ်ပဲစိတ်နှလုံးအကျွမ်းမဲ့ဒီတနာကြီးလေးပဲဖျားရှိခိုးတာလေတချို့လည်း2နာရီပေါ့ကင်းနေချင်းနေဆို3နာရီ4နာရီဖြစ်မှာပေါ့ဒါပေမဲ့ဒီအချိန်ကလေးဟာဖျားခင်ရှိတော်မှာနှိတ်ချစွာကျင့်ဖို့နော်အဖိုးတခါလေစိတ်မပျော်ဘူးဖျားရှိခိုးတာတိတ်ကြသွားတဲ့အခါမှာတချို့ပြောတာရှိတယ်နော်အဖိုးရဲ့တမီးလေးလိုပဲခင်ရပါတယ်ချစ်ရတယ်ဒီအမှုတော်ဆောင်တွေတယောက်ပါပြောတယ်အဖိုးကဒီနေ့ပြီးအောင်ပါလားပေါ့အဲ့လိုမျိုးပြောတဲ့အခါအယံဝမ်းနေတယ်သူ့ရဲ့ဝိညာဉ်ရေးအတွက်ဝန်းနေတာနော်သူကိုယ်တိုင်လည်းအမှုတော်ဆောင်ဖြစ်တယ်ဖျားရှိခိုးတဲ့နေရာမှာဖျားခင်ရှိတော့တိတ်ချစာကျင့်ပါတော့တိတ်ချစာကျင့်ဖို့လိုတယ်ဟိုပုံပြင်လေးတခုအဖိုးပြောပြချင်တယ်တော့တခါတော့ရတယ်တေးဥဆရာတယောက်ရှိတယ်အသက်ကြီးပြီတချင်းဆူတတ်တယ်တချင်းဆူချီးမွမ်းခြင်းမှာအင်ဒမဝါဒနာပါနော်ဖျားကိုလည်းတကယ်ဆက်ကတ်တယ်ဒါပေမဲ့သူအသက်ကြီးလာတော့အတန်းရိုင်လာတယ်ကွာအတန်းမကောင်းတော့ဘူးနောက်တစ်ခါသူဆူတဲ့တချင်းတွေကနည်းနည်းလေးခက်နောက်ကြတယ်လူငယ်တွေကတိတ်တဘောကြပြိတ်တက်တယ်တိတ်တဘောကြအဲ့ခါကျတော့နော်လူငယ်တွေကသူ့ကိုဖယ်ထားခြင်းပဲမရဘူးသူကအဆိုတာပဲပါဆိုတော့နေရာတကာပါတယ်ပေါ့ဒီဆရာကြီးကဘာဖြစ်လဲသူမနေတတ်ဘူးပေါ့အဲ့လိုမျိုးပြောတယ်သူကလည်းဖျားခင်ရှိမှသူလည်းအတုံးခံခြင်းနဲ့လေပါဒါပေမဲ့အဖိုးကစိတ်မကောင်းဘူးမင်းအသက်ကြီးသွားပြီနော်မင်းကိုလူတွေကလက်မခံဘူးနော်အဖိုးနားလဲပါတယ်အမှုတော်ဆောင်ချင်းပဲနော်ဒါပေမဲ့လည်းပဲသူကတော့မရဘူးဒီနေ့ကျတော့ခရစ်စမတ်လုပ်မယ်ခံထားလုပ်တယ်ပွဲကြီးလုပ်တဲ့ခါမှာလူငယ်တွေတချင်းကျင့်ကြတယ်သူများကျင့်ကြတယ်ဟေးငါတို့ဆရာကြီးတော့သွားသုံးလို့မဖြစ်ဘူးသူ့အတန်ကြီးရိုင်နေတယ်သူ့အတန်ကြီးအိုးနေဒါကြောင့်မလို့တော့အပြင်ကတော့နာမည်ကြော်ကြတဲ့အဆိုတော်ငါတို့ခေါ်မယ်ခေါ်ကြတယ်ပြီးတော့ကျင့်ကြဆိုကြတယ်ဟာလူတွေကြိုက်မှကြိုက်လက်ခုတ်တီးအားရပါရဗိမာန်တို့ရောက်ခါရတုံဟိတာပဲဆရာကြီးကတော့အပြင်မှာပဲသူနေရပါတော့အဖိုးပြောတယ်ငါဟိုတဲ့အတင်းတော်ကဘေးဖယ်ထားလိုက်ပြီငါတော့အိုပြီးกว่าအဲ့တော့အိုပယ်ဖြစ်တယ်ခုနေရာပါဒီနေရာပါချင်တယ်လည်းပြောတယ်မဟုတ်ဘူးတဲ့ငါလည်းဖျားခင်အတွက်ဆက်ကတ်ချင်တာပါဒါမဲ့ခေတ်ကာလလူငယ်အတင်းတော်စိတ်ထားကတော့ပြုတ်ပေါ်မှာတမျိုးဖြစ်တာပေါ့စိတ်မကောင်းဘူးပေါ့အဖိုးလည်းဝမ်းနေပါလေအဲ့ကြောင့်ပြောတာဒါမဲ့ဖျားခင်မနေပါဘူးအဲ့ဒီညမှာတင်းတော်ဥက္ကဋ္ဌအိမ်မက်မဲ့သူပါအိမ်မက်လဲဆိုကောင်းကင်တမန်တပါသူ့စီရောက်လာတယ်အဝတ်ဖြူဖြူပြောတယ်တဲ့ဟေးမင်းတို့အတင်းတော်ကဒီနေ့နော်ခရစ်စမတ်ရောက်နေပြီနော်ကျေးဇူးတော်မချီးမွမ်းဘူးလားချီးမွမ်းပါတယ်တဲ့ဟာမင်းတို့ဂုဏ်တော်ချီးမွမ်းပြီးတော့ဖျားခင်ကိုကြွေးကြော်တဲ့အတန်လည်းမကြားရပါလားအမလေးကောင်းကင်တမန်ဘယ်နှမှာသွားအိတ်တယ်ကျွန်တော်တို့ချီးမွမ်းတာပိတ်တက်တဲ့လက်ခုပ်တီးတာအိုးခါရဲလူတွေလည်းတက်တဘောချအားရပြီးတော့မှဗိဗ္ဗံတော်တုံသွားတာတဲ့ဟုတ်လားငါတို့မကြားဘူးတဲ့မင်းတို့ချီးမွမ်းတဲ့အတန်ကောင်းကင်နိုင်ငံကိုမရောက်လာဘူးတဲ့ဖျားခင်လည်းမကြားဘူးတဲ့ဟာဒါဆိုဘာလို့အဲ့လိုဖြစ်ရတာလဲဖျားခင်ရှေ့တော်မှာတိတ်ချသောစိတ်နဲ့ကျင့်ဖို့လိုတယ်တဲ့ဩအဲ့ကြမှာဒီဥက္ကဋ္ဌကြီးကသူ့ကိုသူပြသိသွားပါတော့သူစီမံခန့်ခွဲတဲ့ဖျားเจ้าမှာတကယ်ပဲစိတ်နှလုံးအကျွမ်းမဲ့နဲ့ဖျားခင်ရှေ့မှာနှိတ်ချသောကျင့်ဖို့လိုတယ်ဆိုတဲ့အကြောင်းသူနားလေတာဒါကြောင့်မလို့ဒီနေ့အဖိုးကပြောပြခြင်းနဲ့ဗိမာန်တော်ငါတို့လာတဲ့ဝတ်ပြုကိုးဝယ်တဲ့ဖျားသခင်စီကတို့ယူဆောင်လာရမယ့်ပူဇော်တက်ကအလှငွေနော်ဒီအတီဦးဆေဘူတဖို့နော်နောက်ပြီးတော့ဘာခေါ်လဲတဆုပ်ဆန်းအဲ့ဒါတွေမကဘူးစိတ်နှလုံးထဲမှာတည်ဆောင်လာရမယ့်အရာနံပါတ်1ကတရားတစ်ဖြင့်ပြုခြင်းတဲ့နော်နံပါတ်2ကဂယုဏကိုနှစ်သက်ခြင်းတဲ့နံပါတ်3ကဘုရားသခင်ရဲ့ရှေ့တော်မှာနှိတ်ချစွာကျင့်ခြင်းဒီ3ချက်ကိုတော့တကယ်ပဲအဖိုးတို့ကယူဆောင်လာဘုရားသခင်နှစ်သက်တဲ့ပူဇော်တက်ကဖြစ်တယ်ဆိုတဲ့အကြောင်းမိခန္ဓာကတိကျမ်းကနေပြီးတော့မှသူကတုံတင်ထားပါတယ်နော်ကျမ်းစာရဲ့သူရရှိတိုင်းပေါ်မှာဘုရားရဲ့ကောင်းကြီးရှိပါစေတဲ့